ဘာကြောင့်ဖြူကောင်တွေကိုရိုက်ကြတယ်လဲတင်သိပါသလားဖြူကောင်စုကိုရရှိဖို့ဆိုရင်တော့ကတ်ထူစက်ကူပါတဲ့တုပ်တစ်ချောင်းကိုကင်ကဖြူကောင်နားကိုကတ်သွားဖို့လိုပါတယ်ကြားရတာမဖြစ်နိုင်ဘူးထင်ပေမဲ့ဒီလိုနီးနဲ့ပဲသူတို့ဟာနှစ်ဆက်ငွေတန်းပေါင်းများစွာရှာဖွေနိုင်ကြပါတယ်ဖြူကောင်စုဆိုတာတော့ဖြူကောင်ရဲ့ကိုခန္ဓာပေါ်မှာတွေ့ရရှိရတဲ့တာမန်အမွေးအမြင့်တစ်မျိုးတော့မဟုတ်ပါဘူးမြင်းဟာအခေါင်းပေါက်ဖြစ်နေပြီးကီယာတင်လို့ခေါ်တဲ့ပရိုတင်းတက်တစ်မျိုးပါဝင်ပါတယ်မယုံနိုင်လောက်အောင်ပေါ်ပါကမများချိတ်ပုံတန်စုများစွာပါဝင်ပါတယ်အဲ့ဒီလိုပုံတန်ရှိခြင်းကပဲသူ့ကိုများစွာတန်ဖိုးရှိသွားစေပါတယ်ဖြူကောင်စုဟာလက်မှုပညာလုပ်ငန်းများအတွက်အရန်သုံးဝင်တဲ့ပစ္စည်းတစ်ခုဖြစ်တယ်လို့စေကြောတန်းစင်ပြီးနောက်မှာတော့အစင်တန်စာဖြစ်တဲ့နားဆွဲများဆွဲကြိုးများနဲ့စပင်ကလစ်များပြုလုပ်ကြပါတယ်ဖြူစုဟာကဘာပေါ်မှာနှစ်ခုမရှိနိုင်တဲ့ပစ္စည်းဖြစ်ပြီးတော့ရင်းဒီဇိုင်းကိုအခြေခံကစေပညာအတွက်အရန်ရေးပါတဲ့အနာချုပ်အပ်ကိုတီထွင်ဖန်တီးခဲ့ပါတယ်ဒါအပြင်ချီထိုးလုပ်ငန်းတွေမှာအဝတ်တန်စာတွေပေါ်ထည့်သွင်းချုပ်လုပ်ကြပါတယ်ရှေးတိုင်းစေပညာလောကမှာလည်းရင်းကိုအဖြစ်အသုံးပြုကြပါတယ်အမှုပညာရှင်တွေကလည်းသူတို့အမှုပညာလက်ရာတွေမှာထည့်သွင်းအသုံးပြုကြပါတယ်တချို့ယူကျင်းမှုတွေအရဖြူကောင်ဟာအကာအကွယ်ပေးနိုင်ခြင်းခုခံနိုင်ခြင်းခွန်အားရှိခြင်းတို့ကိုအတိတ်ပဲဆောင်ပြီးလက်ဖွဲ့ဆောင်အနေနဲ့ပြုလုပ်ကြပါတယ်စုဆောင်းရခက်ခဲပြီးရှားပါပစ္စည်းဖြစ်တာကြောင့်တန်ဖိုးကလေးမြင့်မားပါတယ်ဒါကြောင့်လဲဖြူကောင်မွေးမြူရေးဟာအကျိုးအမြတ်များတဲ့လုပ်ငန်းတစ်ခုဖြစ်လို့လာပါတယ်